ကိုဘဝကိုထိန်းချောင်းပြီးတော့လူကုန်သိက္ခာအပြည့်အဝနဲ့ဒီဘဝမှာလည်းကောင်းတော့ဘဝမှာလည်းကောင်းဘဝလမ်းကြောင်းကိုမတိမ်ဆောင်အောင်ထိန်းချောင်းနိုင်တဲ့ရှေးရှေးကြည့်ပြီးတော့ဆုံးဖြတ်လိုက်မယ်ဓမ္မမိတ်ဆွေများဓမ္မသုဒ္ဓဆုံးရှမ်းနေမှာတွင်တွင်စောကြိုဆိုပါလေရှာတုဂုံသိမ်းစီးစိမ်ဥစ္စာဆိုတဲ့အရာတစ်ခုဟာအတိုင်းတာတစ်ခုအလွန်တိုးတယ်ပေါ့ရှာတုဆိုတာလေတိုးတောင်းတဲ့အချိန်ပိုင်းလေးမှာပဲဖြစ်တယ်စီးစိမ်ဥစ္စာဆိုတာလေဘလောက်ပဲချမ်းသာမျက်စိလေးနှလုံးမမိတ်ခင်ဒီဘဝမကုံဆုံးခင်နေတာပိုင်ဆိုင်ခွင့်ရှိတယ်မျက်စိနှလုံးမိတ်သွားတာနဲ့တပြိုင်နက်ပိုင်ဆိုင်ခွင့်မရှိတော့နော်မပိုင်ဆိုင်မကကိုယ်တော်မှာအိမ်မောကြာထားမှာမဟုတ်ဘူးပစ္စည်းမပိုင်ုံနဲ့မကဘူးလူကပါဆင်းပြရတဲ့အနေအထားဖြစ်သွားနော်ချို့ဆိုအိမ်မောတော်မတင်ရဘူးဖြစ်သွားတယ်ချို့ယူစားတယ်မြို့ရဲရွာတွေတော့မသွင်းရတော့ဘူးဆိုအဲ့တော့လူရဲ့ဓမ္မလူမျိုးရဲ့ယုံကြည်ချက်မှကြည်လူဘဝလေးဟာအသက်နဲ့ကိုယ်ထင်ရှားရှိနေတော့နေပဲတန်ဖိုးဆိုတာရနိုင်ပြီးတော့အသက်စီဝင်ချုပ်သွားတာနဲ့တပြိုင်နက်ရှားရဲရွက်ကတ်တဲ့အိမ်ထဲကိုအသွင်းမခံတော့တဲ့အနေအထားမျိုးထိရောက်သွားကျက်တို့ဝတ်တို့ကမှအိမ်ထဲသွင်းပြီးချက်ပြုတ်စားတော့ရသေးတယ်လူကြတော့သူမှလည်းမခံနိုင်ဘူးဖြစ်သွားတယ်အဲ့တော့သူ့ရဲ့အဆုံးသတ်ဘယ်နှမတူတယ်တို့ပြောဒါဖြင့်လူသားတွေဘဝကမျက်နှာဝဲအကောင်းဆုံးဘာလို့လို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ပြောမယ်ဆိုရင်ကိုချင်းသီလနဲ့ကိုချင်းတရားနဲ့ပညာပဲဖြစ်တယ်အဲ့ဒီကိုချင်းတရားနဲ့ပညာကတော့ဘယ်တော့မှတန်မိုးရော့ပါသွားတာမရှိဘူးဘယ်တော့မှတန်မိုးမရော့သီလရှိနေတာငယ်စဉ်ဘဝသီလရှိနေတန်မိုးရှိတာပဲလူလက်တန်းစားမှသီလရှိနေတန်မိုးရှိတာပဲအသက်ရွယ်ကြီးတော့လဲတန်မိုးရှိတာလူရဲ့သိက္ခာလူရဲ့တန်ဖိုးဆိုတာကိုချင်းတရားပေါ်မှာရှိတယ်နောက်တစ်ခါအသိပညာအတတ်ပညာအသိပညာအတတ်ပညာဆိုတာဒါလည်းပဲလူဘဝမှာအလုံးကိုတန်ဖိုးချီးမားတဲ့အရာတွေအလုံးကလက်ခံနိုင်ပြီးတော့ဘေးအရွယ်ရောက်တန်ဖိုးဟာကျဆင်းသွားတယ်လို့မရှိဘူးပညာရဟာတန်ဖိုးတက်နေတော့မှသာဖြစ်တယ်အဖြေထုတ်မယ်ဆိုရင်လူသားတို့အတွက်မျက်နှိုးပဲကောင်းဆုံးအရာသည်ကိုချင်းသီလနဲ့အသိပညာပဲဖြစ်တယ်အလုံးခြုံငုံပြီးတော့ပညာရေးတက္ကသိုလ် University of Education တို့ဖွင့်တာhow to teach ကအဓိကထမတယ်ကျောင်းသူကျောင်းသားတွေကိုဘယ်လိုသင်ကြားပေးမလဲဆိုတဲ့လောကမှာအင်္ဂလိပ်စကားထဲမှာသုံးတဲ့ educated လူချာထဲမှာအပြောဆိုအနေထိုင်အရေးချင်းအားဖြင့်စင်တန်းရှိနဲ့နေတာထိုင်တတ်ဖို့သင်ကြားတာလေဒီထဲမှာပါဝင်တော့မှာပေါ့ educated နဲ့ uneducated ဆိုပြီးတော့ခွဲပြီးပြောတဲ့အခါမှာလိမ္မာရင်ကျေးမှုမရှိဘူးအပြောမတတ်အဆိုမတတ်လူထဲမှာဒီကိုယ်သိက္ခာကဲမဲ့တဲ့ပုဂ္ဂိုလ်မျိုးတွေဆိုရင်ဒါ uneducated ပညာမရှိတဲ့ပုဂ္ဂိုလ်လိမ္မာရင်ကျေးမှုမရှိတဲ့ပုဂ္ဂိုလ်ဆိုကဲရကြတာနော် educated ဆိုရင်တော့ချီးမွမ်းရတယ်လို့ဆိုဒါဘာကြောင့်ချီးမွမ်းတာတော့ဆိုလို့ရှိရင်သီလနဲ့ပညာနှစ်ခုတမိုးထားတာ
တော့ educated ဆိုတာပညာရေးတစ်ခုတည်းမဟုတ်ဘူးလို့ထင်တယ်လူသိက္ခာပါတယ်လို့ပြောရမှာဖြစ်တယ်မြတ်စွာဘုရားဟောကြားတဲ့အဆုံးအမတရားတော်ဟာမြန်မာနိုင်ငံမှာ AD 17ရာစုနှစ်ကစပြီးတော့တိုးတက်တဟုတ်တိုးတက်လာတယ်လို့ပြော။ဘာကြောင့်တိုးတက်လာလဲဆိုရင်နောအထာဘယင်းကြီးနဲ့ရှင်ဓမ္မဓာတိလို့ခေါ်တဲ့သောဏဘုံပြီးတထုံကကြွလာတဲ့ရှင်ဓမ္မဓာတိတို့ရဲ့ကျိုးပန်းအထောက်မှုဒါပြည့်မြန်မာလူမျိုးတွေမှာကိုကျင့်သီလနဲ့အသိပညာဘာကိုအကြောင်းပြုတိုးတက်လာတယ်လဲဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်ယူခြင်းကြားနာရခြင်းလိုက်နာကျင့်သုံးခြင်းသင်ယူခြင်းမှတ်သားခြင်းလိုက်နာကျင့်သုံးခြင်းဒီအချက်၃ချက်ပထမနားထောင်ပြီးတော့သင်ယူတယ်ဒုတိယမှတ်သားထားတယ်တတိယလိုက်နာကျင့်သုံးတယ်အဲ့ဒီသင်ယူခြင်းမှတ်သားခြင်းလိုက်နာကျင့်သုံးခြင်းဆိုတဲ့အဲ့ဒီလုံးရ၃ခုနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေရလာတဲ့အခါမှာဘဝတိုးတက်လာတယ်လို့သူတို့ပြောမှာပဲဖြစ်တယ်ဘာသာတရားဆိုတာတွေကဘယ်ခေတ်မှမဆိုရှိတယ်ပေါ့မြတ်စွာဘုရားမပွင့်ခင်ကလည်းဘာသာတရားတွေရှိတယ်သိရှိကြတဲ့ဘာသာတရားကြီး၃ခုပြောရမယ်ဆိုလို့ရှိရင်ရှေးကြဆုံးဘာသာတရားကဘာတော့ဆိုရင်ဣတ္တရနိမ္မာနလို့ခေါ်တယ်ဖန်ဆင်းရှင်ကိုကိုးကွယ်ယုံကြည်တဲ့ဘာသာတရားဟာရှေးကြဆုံးပဲနော်ပါဠိစာပေမှာမြတ်စွာဘုရားကဣတ္တရနိမ္မာနလို့ဣတ္တရကိုအိန္ဒိယနိုင်ငံသားတွေကဣဆွာရလို့ခေါ်တယ်တူတူပဲပါဠိကဣတ္တရာဆန်စကရစ်ဘာသာစကားကဣဆွာရနိမ္မာနဆိုတာဖန်ဆင်းတာတကုရှင်ကြီးကဖန်ဆင်းလို့လောကကြီးကဖြစ်ပေါ်လာတယ်တို့တွေလည်းလူဘဝဖန်ဆင်းခံရလို့လူဖြစ်လာတယ်လို့ယုံကြည်ပြီးတော့တကုရှင်ကြီးကြိုက်တယ်မကြိုက်ဘူးဆိုတဲ့နောက်မှာလူစင်ဖန်ဆင်းရှင်ကိုယုံကြည်ပြီးတော့ဖန်ဆင်းရှင်ရဲ့အလိုချဖန်ဆင်းရှင်ဆိုတာကိုဗဟုပြုပြီးတော့လိုက်နာကျင့်သုံးရမယ်စီမင်းစည်းကမ်းတွေကိုဘာသာရေးခေါင်းဆောင်တွေကချမှတ်လာကြတယ်အဲ့ဒီဝါဒဟာရှေးကြဆုံးပဲလို့ပြောတယ်နော်ရှေးကြဆုံးဝါဒအဲ့တော့အဲ့ဒီကနေဆွတ်နေလာတဲ့ဘာသာတွေဒီကနေ့ခေတ်ခေါ်နေတဲ့ဘာသာတွေကလည်းဒီလမ်းကြောင်းအောင်မှာပဲရှိတယ်ဒီလမ်းကြောင်းအောင်မှာပဲရှိတယ်Creator ဆိုတဲ့ခေါ်ကိုလက်ခံပြီးတော့ God Center Teaching ခေါ်ဆိုတဲ့တကုရှင်ကြီးကိုဗဟိုပြုပြီးတော့ဆိုမှလူတွေရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ့်သွားတယ်ပေါ့အဲ့ဒါမကောင်းဘူးလားဆိုတာကောင်းတဲ့တိုင်းတာထိကောင်းပါတယ်လူတွေရဲ့အကျင့်သီလနဲ့အသိပညာကိုထိမ့်သိမ့်သွားတာဆိုဘယ်နည်းနဲ့ပဲထိမ့်လူတွေဟာကိုကျင့်သီလနဲ့အသိပညာနဲ့နေထိုင်သွားပြီဆိုရင်တာမန်တခြားတတ္တလောကကတိရစ္ဆာန်တွေနဲ့မတူဘဲနဲ့လူတွေဟာဆင်းရဲတယ်လို့ပြောမှာဒါကဣတ္တရနိမ္မာနဝါဒဆိုတဲ့ဘာသာတစ်ခုရဲ့လူလောကကြီးကိုထိန်းချောင်းမှုတစ်ခုပေါ့နော်နောက်တစ်ခုကတော့ဒီဣတ္တရနိမ္မာနလို့ဆိုရဲ creation creator God ကိုညှင်းပယ်ပြီးတော့လောကလူတွေဟာ
ကြိုတင်သတ်မှတ်ချက်အတိတ်ကကိုလှုပ်တာတစ်ခုတည်းပေါ်မှာမူတည်ပြီးတော့ဖြစ်တယ်လို့ယူဆတဲ့ပုဗ္ဗေကတာဟေတုဝါရဆိုတဲ့ဘာသာတရားလည်းရှိတယ်ဒါဒုတိယပေါ်ပေါက်လာတဲ့အရာတစ်ခုပေါ့ဖန်ဆင်းရှင်ဖန်ဆင်းလို့မဟုတ်ဘူးကြိုတင်ပြီးတော့သတ်မှတ်ထားတဲ့အတိုင်းဒုတိယဖြစ်ရတယ်လို့အဲ့ဒီဘာသာဝါဒအရာကြတော့သူကလူတွေဟာလူဖြစ်တာလဲကျွတ်တင်ပြီးတော့သတ်မှတ်ချက်အတိုင်းဖြစ်တယ်။နွားဖြစ်တာလဲကျွတ်တင်ပြီးတော့သတ်မှတ်ချက်အတိုင်းဖြစ်တယ်။လူဘဝမှာလည်းပဲမျက်စိနဲ့ကွင်းအလေးမရဘူးဆိုရင်လည်းကျွတ်တင်ပြီးတော့သတ်မှတ်ထားတဲ့အတိုင်းပဲ။လက်မပါဘူးဆိုရင်လည်းကျွတ်တင်ပြီးသတ်မှတ်တယ်။ခုခေတ်ပြောတဲ့ autism တို့ဘာလို့ဆိုလဲကျွတ်တင်သတ်မှတ်ထားတယ်လို့။အဲ့တော့သူဟာပစ္စုပန်လူတွေရဲ့လောက်ရကိုဘာမှအတိမတ်မပြုဘဲနဲ့လောက်ခဲ့ပြီးတဲ့အကြောင်းတရားတစ်ခုတည်းကိုလက်ခံတဲ့ဘာသာဝါဒဖြစ်သွားတယ်။အဲ့ဒီဘာသာဝါဒအရာဘာဖြစ်တော့ဆိုလူတွေဖို့တိုးတက်လမ်းပါတစ်ခုမှမရှိဘူး။အခုလို University of Education ဆိုတဲ့ပညာရေးတက္ကသိုလ်လာရောက်ပြီးတော့ပညာသင်ရတာလေကျွတ်တင်သတ်မှတ်ထားလို့သူတို့ယူဆတယ်သူကဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘူးကျွတ်တင်သတ်မှတ်ထားတဲ့အတိုင်းဒီမှာပမောက္ခကျောက်လာပြီးတော့ဖြစ်ရတာတို့ပမောက္ခတို့ဂတိကတို့ဖြစ်ရတာလေကျွတ်တင်သတ်မှတ်ထားတဲ့အတိုင်းဖြစ်တာလို့အဲ့ဒီအယူဆကိုပုပ္ပိကတာဟိတုတေတိလို့ခေါ်တယ်အဲ့ဒီအယူဆဟာလူရဲ့ခုံသိက္ခာတွေလူရဲ့စွမ်းရည်တတ္တိတွေလူရဲ့ကြိုးပမ်းမှုတွေအမျှော်အမြင်တွေကိုဖြည့်ဆည်းပြရရောက်လို့ဒီဝါဒဟာမှန်ကန်တဲ့ဝါဒမဟုတ်ဘူးဒီယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်ဟာဘာတစ်ခုမှတိုးတက်အောင်လုပ်နိုင်မှာမဟုတ်ဘူးကြိုတင်သတ်မှတ်ချက်သာဖြစ်တယ်ဆိုတဲ့လက်ခံမှုဟာဒီယုံကြည်ချက်ကမကောင်းတဲ့ဘက်ကိုဥတည်နေတယ်နောက်တတိယဘာသာတရားကတော့ဘာလို့ဆိုအဟိတုကဝါဒလို့ခေါ်တယ်။ဘာဖြစ်ဖြစ်သူဖြစ်ချင်လို့ဖြစ်တာအကြောင်းမရှိဘူး။အကြောင်းရှာစရာမလိုဘူး။အလုံးဟာမတော်တဆဖြစ်ကြတာ။ဘုန်းကြီးတို့ငယ်စဉ်တုန်းကဒီနေရာဟာဘာမှမရှိသေးတဲ့နေရာ။နော်။တောတွေဖုံးပြီးတော့နေတာ။ဒီတဲ့စောစောပိုင်းမှာတော့တောရချောင်းကြီးတွေတို့ဖျားတွေတို့ရှိကောင်းရှိလိမ့်မယ်။ဖမပြေနေလက်ထက်ကဘုန်းကြီးတို့စကိုင်းရောက်တဲ့အခါကျတော့ဒီနေရာဘာမှကိုမရှိတဲ့ကွင်းမြင့်ကြီးတွေပဲဖြစ်တယ်ပေါ့အဲ့တော့အခုလို့ဖြစ်လာမယ်လို့ဘယ်သူမှလည်းမျှော်လင့်ထားတာမရှိဘူးပြီးတော့လည်းစဉ်းစားထားတာမဟုတ်ဘူးအချိန်ခါအားလျော်ဆိုတာဒီနေရာမှာ University of Education ဆိုပေါ်လာတယ်ကျွတ်တင်သတ်မှတ်ထားတာမဟုတ်ဘဲနဲ့ပေါ်လာတာသူဖြစ်ချင်လို့ဖြစ်တယ်ဆိုတဲ့ accident တဲ့ဝါဒသမားကခေါင်းရှုပ်မခံမဲနဲ့မစင်စားတာအဲ့ဒီလိုမစင်စားတဲ့ပုဂ္ဂိုလ်ကလည်းဘာမှတိုးတက်ဖို့မရှိဘူးဘာမှတိုးတက်ဖို့မရှိဘူးလောကလူတွေရဲ့အတိုင်းအဝိုက်မှာအကြမ်းမြင်အဖြစ်တကုရှင်ဖန်ဆင်းတဲ့ဘဝကျွတ်တင်သတ်မှတ်ထားတဲ့ဘဝဖြစ်ချင်လို့ဖြစ်လာတယ်ဆိုတဲ့ဘဝမျိုးမှာလူတွေရဲ့လှုပ်တင်တာနဲ့မလှုပ်တင်တာရွေးချယ်ဆန်းစစ်မှုမလှုပ်တင်တာကိုရှောင်ပြီးတော့လှုပ်တင်တာကိုလှုပ်မယ်ဆိုတဲ့အသိပညာကြိုးပမ်းအထောက်မှုလုံလဝိရိယဆိုတာဒါတွေဟာဘာမှအသုံးမဝင်တော့တဲ့သဘောဖြစ်သွားတယ်ပေါ့လူဆိုတာကိုယ့်ရဲ့အသိပညာအမျှော်အမြင်တွေနဲ့ဒါကလှုပ်တဲ့နဲ့ဒါကမလှုပ်တဲ့ဘူးဒါပြောတဲ့နဲ့ဒါမပြောတဲ့ဘူးဆိုတာလူသားတွေကိုယ်တိုင်အသိဉာဏ်နဲ့စဉ်းစားဆုံးဖြတ်နိုင်တဲ့အရာတွေသာဖြစ်တယ်ကျိုးပန်းအထုတ်ရင်ကျိုးပန်းအထုတ်သလောက်အထက်တန်းရောက်တယ်ဆိုတာလက်တွေ့ပြနိုင်တဲ့အရာပဲဖြစ်တယ်အဲ့တော့လူဆန္ဒလူရဲ့လုံလဝိရိယဒါတွေဟာ
ခုနကဘာသာတရား၃ခုကိုညှင်းပယ်လိုက်မယ်ဆိုရင်လူတွေဟာကိုယ်ဆန္ဒနဲ့ကိုယ်လုံးလာဝိရိယနဲ့ကိုယ့်ရဲ့ကြိုးပမ်းအထောက်မှုကိုယ့်ရဲ့ရွေးချယ်မှုတွေနဲ့ကြီးပွားတိုးတက်လာနိုင်တယ်ထာဝရဘုရားသခင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့နေရာမှာရွေးချယ်စရာလမ်းမရှိဘူးအတိတ်ဘဝကလှုပ်ခဲ့လို့ဆိုတဲ့ပုံမှာအခြေခံလို့ရှိရင်လည်းရွေးချယ်စရာလမ်းမရှိဘူးပြီးခဲ့ပြီးသားတွေအကြောင်းမဲ့ accident ဖြစ်တယ်ဆိုရင်လည်းရွေးချယ်ဖို့လမ်းမရှိဘူးအဲ့တော့အဲ့ဒီလိုဘာသာဝါဒတွေရဲ့ခြားထဲမှာလူသားတွေဟာတိုးတက်ဖို့အမှန်တမ်းရှားပါသွားတယ်ခက်ခဲသွားတယ်လူတွေဟာအညွန့်တုံးသွားနိုင်တယ်ပေါ့ဒါစဉ်းစားကြည့်လို့သိနိုင်တယ်ပေါ့နော်ညွန့်တုံးသွားတယ်ဘုရားမြတ်စွာပွင့်လာတဲ့အခါကျတော့ဒီရှိနေတဲ့အယူဆတွေကိုမမှန်ကန်မှုဆိုတာကိုဖယ်ရှားပစ်တယ်လူဆိုတာတဲ့ကရဏီယလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာလူလောကမှာရှိရမှာဖြစ်တယ်ပညာရှိတွေကမိဘတွေကဆရာသမားတွေကကိုယ့်ရဲ့သားသမီးတပည့်နောက်လိုက်တွေကိုဆုံးမတဲ့အခါမှာဒါကမလှုပ်သင့်ဘူးဒါကလှုပ်သင့်တယ်ဒီလိုပဲဆုံးမတာပဲဖြစ်တယ်ပေါ့အဲ့တော့လှုပ်သင့်တာနဲ့မလှုပ်သင့်တာဆိုတာနှစ်ခုရှိပြီးသားဖြစ်နေတယ်သဘာဝကောမလှုပ်သင့်တာကိုရှောင်ဖို့လှုပ်သင့်တာကိုလှုပ်ဖို့မလှုပ်သင့်တာတွေလှုပ်နေသမျှဒုက္ခတွေ့ရမှာဖြစ်ပြီးလှုပ်သင့်တာမလှုပ်သေးသမျှဘယ်တော့မှချမ်းသာဒုက္ခရမှာမဟုတ်ဘူးဆိုတဲ့အဲ့ဒီလမ်းညွှန်ချက်တွေဟာမိကောင်းဖာကောင်းဆရာကောင်းသမားကောင်းမိတ်ဆွေကောင်းတို့ရဲ့လမ်းညွှန်ချက်တွေဖြစ်လို့လောကမှာချီးပွားတိုးတက်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့လူသားတွေရဲ့အတိုင်းဝိုင်းမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုကိုရွေးချယ်ထားရအောင်ဒါလူသားတွေရဲ့ကိုယ်ပိုင်ရွေးချယ်မှုလို့ခေါ်တယ်အခုလိုပညာရေးတက္ကသိုလ်ဆိုတာတည်ထောင်ပြီးတော့ဘဝမှာဘယ်လိုနေထိုင်ရမလဲဘယ်လိုကျင့်သုံးရမလဲဆိုတဲ့ပညာရပ်တွေကိုသင်ကြားပေးတဲ့ပညာရေးတက္ကသိုလ်အဲ့ဒီပညာရေးတက္ကသိုလ်ကပညာသင်ပေးထားတဲ့ပုဂ္ဂိုလ်တွေကကြောက်ရိုင်းတုံးနဲ့အလားသဏ္ဍာန်တူတဲ့လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုကြောက်သွေးပြီးအယောင်တင်ပေးတဲ့ဆရာသမားတွေအနေနဲ့ဖြစ်ပေါ်လာပြီးတမိုးတက်လာအောင်လုပ်ပေးနိုင်တယ်ဆိုတာလောကမှာထင်ရှားရှိတယ်ပေါ့ဒါကြောင့်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာလှုပ်ချင်တဲ့ဆန္ဒကြိုးပမ်းအထုတ်တဲ့ဝီရိယဆင်ញင်သုံးသပ်နိုင်တဲ့အတိပညာဆိုတာလူသားတွေရဲ့မွေးရပါအခွင့်အရေးမြတ်တာဖြစ်တယ်အဲ့ဒီလူသားတွေရဲ့မွေးရပါအခွင့်အရေးကိုတန်ဖိုးထားတာတော့ဘုရားမြတ်စွာပဲဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဟာဘုန်းကြီးတို့တွေကရုပ်ပုံတွေနဲ့စေတီပထိုးတွေတည်ပြီးတော့ကိုးကွယ်နေကြတာဟာဘာကြောင့်ကိုးကွယ်နေကြသလဲစဉ်းစားကြည့်ရမှာကကိုးကွယ်မှုဆိုတာလူတွေရဲ့စိတ်အရသာဖြစ်လာတာမြတ်စွာဘုရားကသူဟောပြောတဲ့ဆုံးမဩဝါဒပေးတာကိုလက်တွေ့ကျင့်သုံးဖို့သာဟောတာဖြစ်တယ်ကိုးကွယ်ဖို့ဟောတာမဟုတ်ဘူးနော်ကိုးကွယ်ဖို့ဟောတာမဟုတ်ဘူးကိုးကွယ်တာကလူသားတွေဟာသူများကိုအားကိုးတဲ့စိတ်ကြီးမားကြတယ်မြန်မာနိုင်ငံမှာဘုရားဘာသာမရောက်ခင်ကတကိုးရှင်တွေနတ်ဖျားတွေဓာတ်တွေကိုရှုံချီကိုးကွယ်ကြတာဟုတ်ရှုံချီကိုးကွယ်ကြတာကိုအားကိုးတာအလွန်နဲ့စဝဲတီးပြီဆိုရင်ဘေးရဆရာတွေစီသွားကြလိမ့်မယ်ကြည့်စဝဲဖြည့်ရင်ဘာလေးဆောင်သွားဆိုတာလေးအနည်းဆုံးတော့လောက်ကြမှာနော်အဲ့တော့
ကိုယ့်ပေါ်မှာကိုယ့်ရဲ့ယုံကြည်မှုဟာပြေဝမရှိဘူးဆိုတာထင်ရှားတယ်ကိုယ့်ကိုယုံကြည်မှုမရှိဘူးတဲ့ယုံကြည်မှုဘယ်ရင်ဆရာကဒီနှစ်ကောင်းတယ်မကောင်းဘူးဒီနှစ်ဒီပဲနှလုံးရမယ်ဆိုလဲအကြောင်းသွားကြမှာကြည့်မကြခင်ဖေးရင်ဆရာလေးစီမှာလူစီကားလိုက်ပဲအဲ့ဒါကိုယ့်ဟာကိုယ်မှုအားနေသွားတဲ့သဘောပဲတကယ်ကတော့အကြီးအချင်းဆိုတာကိုယ့်ရဲ့တဏ္ဍာမှာသာရှိတယ်အပြစ်မှမရှိဘူး internal condition နဲ့ external condition ဆိုတာနှစ်ခုရှိတယ် internal နဲ့ external ဘယ်ဟာကအကောင်းလဲလို့ဆိုရင် internal ကအကောင်းတယ် internal ဉာဏ်ဖြင်းလာပြီဆိုမှ external ကပံ့ပိုးပေးရတာဖြစ်တယ်အတွင်းအကြောင်းအပြင်အကြောင်းနှစ်ခုရှိတယ်အခုဒီတက္ကသိုလ်တက်ပြီးတော့ကျောင်းသင်နေတာတွေက external condition လို့ခေါ်တယ်။ဘာမောခကျုပ်ဘာမောခကတိကဆရာမများက subject matter တွေကိုသင်ပေးတယ်။ဒါက external အကြောင်းတရားလို့ခေါ်တယ်။မိမိကိုယ်တိုင်ကစူးစမ်းပြီးတော့သင်ယူတယ်မှတ်သားတယ်။ကိုယ်သိဉာဏ်နဲ့ကိုယ်ဆုံးဖြတ်တယ်။အဲ့ဒါက internal condition လို့ခေါ်တယ်အတွင်းအကြောင်းအပြင်အကြောင်းနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာအင်အားတစ်ခုဖြစ်လာအဲ့ဒီမဲ့အရေးကြီးဆုံးက internet ကပို့အရေးကြီးတယ်နော်နေ့စဉ်ဘဝမှာလည်းပဲကြည့်ဘဝမှာအသက်ရှင်နေတာတွေကိုစဉ်းစားကြည့်လိုက်တို့တွေဘာနဲ့အသက်ရှင်နေတာတော့လို့ဆိုinternet external နှစ်ခုပေါင်းပြီးတော့အသက်ရှင်နေတာပြင်မကခန္ဓာကိုယ်ချမ်းသာစေတတ်တဲ့အစာတွေကိုစားရတယ်ဒါပြင်မက external condition လို့ခေါ်တယ်သို့သောကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါရက်တွေ organ တွေကချမ်းသာတန်ဆွမ်းနေဖို့လိုတယ်ပေါ့ပြင်မကစားတဲ့အစာလည်းပဲအာဟာရထပြေဝတယ်ခန္ဓာကိုယ်ရဲ့အတွင်းမှာရှိတဲ့ကလေးစားတွေနှလုံးတို့ကြောက်ကတ်တို့အသေးတို့ဆိုပါစို့အစာကိုကျင့်ညက်ပြီးတော့ခန္ဓာကိုယ်အတွင်းမှာတန်ရှင်းသွားစေနိုင်တဲ့အင်္ဂါရက်တွေကလည်းကောင်းတယ်ဆိုလို့ရှိရင်ဒီလိုဟာကျမ်းမာတာပဲလေအင်တာနက်အစ္စတာနဲ့နှစ်ခုပေါင်းတာအပြည့်မဲ့ကဘလောက်ကောင်းတာတွေစားအသေးမကောင်းဘူးကြောက်ကမကောင်းဘူးတခြားဘာညာမကောင်းဘူးဆိုလို့ရှိရင်အမဖြစ်ပြန်သို့တော့အင်တာနက်နဲ့ကောင်းတယ်ခန္ဓာကိုယ်ကကောင်းတယ်စားရတဲ့အစာတွေကအမဖြစ်ဘူးဆိုရင်တောင်မှပဲအတွင်းကောင်းသည့်အတွက်အစာအာဟာရစားရင်အဖြစ်သေးတယ်လို့ပြောသို့တော့ပို့ပြီးတော့အဖြစ်တဲ့အစာစားလိုက်လို့ရှိရင်အတိုင်းနဲ့အလွန်ဖြစ်လာတယ်ဘယ်ကိစ္စမှမဆိုအင်တာနက်နဲ့ external နှစ်ခုပေါင်းစပ်ထားတယ်ဆိုတဲ့သဘောတရားကိုစဉ်းစားဆင်ခြင်မှုလိုအပ်တယ်ပေါ့နော်အဲ့တော့ဘုန်းကြီးတို့တွေလောကမှာလူဘဝရလာပြီဆိုလို့ရှိရင်တန်ဖိုးထားရမယ်မျက်နှာထိုက်တဲ့အရာနှစ်ခုရှိတယ်လို့များစွာသောအရာတွေကဒီနှစ်ခုကိုပဲရွေးချယ်ပြီးတော့ပြောရမယ်ဆိုအကောင်းဆုံးလို့ရွေးထုတ်လိုက်မယ်ဆိုရင်ဘာလို့ဆိုရင်လူရဲ့ကိုယ်ချင်းတရားရဲ့အသိပညာရဲ့ဒီနှစ်ခုဟာအကောင်းဆုံးလို့ပြောမြတ်စွာဘုရားကလည်းဆုံးမတာဒီနှစ်ခုပဲသီလပညာနာတောဆယံကိုယ်ချင်းသီလရှိတယ်အသိပညာရှိတယ်ဆိုရင်အရာရာအခက်ခဲဟုသမျှကိုအောင်မြင်နိုင်တယ်လို့ဆိုတာဒီထဲမှာပတ်စံရှိရင်ငွေကြေးတနာပြည့်စုံရင်အကတ်ကောင်းရင်ဆိုတာမပါဘူးเนาะအဲ့ဒါတွေကလည်းအပေါ်ယံအကြောင်းတော့ဖြစ်တာပေါ့သို့တော့အတွင်းကြတဲ့အနှစ်သာရအကြောင်းဟာဒီနှစ်ခုပဲမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာ
ကိုယ်ွယ်ရတဲ့ဘာသာတရားရဲ့လို့မဟုတ်ဘူးလိုက်နာကျင့်သုံးရမယ်အဆုံးအမဩဝါဒတွေသာဖြစ်တယ်မြန်မာနိုင်ငံမှာထွန်းကားနေတဲ့ဘုရားရဲ့အဆုံးအမတရားတော်တွေဟာအခုလိုတက္ကသိုလ်ကြီးဖွင့်ပြီးတော့သင်ယူရမယ်ပညာရတွေသာဖြစ်တယ်ပေါ့နော်သင်ယူပြီးတဲ့အခါလိုက်နာကျင့်သုံးရမယ်ပညာရတွေဒီပညာရက်တွေနဲ့မြန်မာလူမျိုးတွေဟာခရစ်နှစ်1885ခုနှစ်လောက်ကစပြီးတော့အိုးစားကွဲသွားတယ်မြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင်တီဘောမင်းပတ်သွားတဲ့နောက်ပိုင်းမှာအနောက်တိုင်းကဝင်လာတဲ့ပညာရက်တွေနဲ့လူတွေဟာတဖြည်းဖြည်းအဲ့ဒီဘက်ကိုရောက်သွားပြီးတော့ဟောထားပြီးညီနဲ့ရှင်အရဟံတို့ချမှတ်ခဲ့တဲ့မြတ်စွာဘုရားရဲ့ဟောကြားတဲ့အဆုံးအမဆိုတဲ့ပညာရက်တွေနဲ့တဖြည်းဖြည်းဝေးသွားတယ်တဖြည်းဖြည်းဝေးသွားပြီးတော့နောက်တိုင်းပညာရက်တွေကိုလေးလာချရတာပိုများလာတယ်။ဘာကြောင့်လေးလာရတယ်လဲလို့ဆိုရင်အဲ့ဒီပညာတတ်မှရှာဒူးလေးရလည်းရစာဝတ်နေရေးအတွက်ကလည်းအဆင်ပြေမယ်။အဓိကတော့အဲ့ဒါပဲ။လက်တွေ့ဖြည့်ရှင်းဖို့ရကအဲ့ဒီပညာရက်နဲ့ဘွဲ့လက်မှတ်ကလေးရထားပြီဆိုရင်လှုပ်ရှောက်လို့ရတယ်ပေါ့။စာဝတ်နေရေးကိုထောက်ကူပြုတဲ့ပညာရတည်လို့ဆိုအဲ့တော့ဗုဒ္ဓဟောတဲ့အဆုံးအမတွေကစာဝတ်နေရေးကိုတိုက်ရိုက်ခြေစူးပြုတဲ့ခေတ်ဟာကုန်ဆုံးသွားတော့အဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတော်တွေဟာတော်တော်များများကြောပေးတာခံလိုက်ရတယ်လို့ဘယ်တော့ကစတော့ဆိုရင်1800နော်80-85လို့ပြောမှာပေါ့မြန်မာသက္ကရာနဲ့ပြောမယ်ဆိုရင်1248ခုနှစ်1248ခုနှစ်ကနေစပြီးတော့ကြောပေးတာခံရရတယ်အဲ့ဒီကနေပြီးခဏထီအောင်နောက်ကိုပြန်လှည့်လို့မရသေးဘူးခက်ဆောင်းဆောင်းလေးတော့ဖြစ်လာနောက်တဲ့ကိုပြန်မလှည့်နိုင်တော့ဘူးပေါ့ကိုယ်ပိုင်အခွင့်အရေးတစ်ခုအနေနဲ့ကတော့ဘာသာတရားကိုလေးစားတယ်လိုက်နာတယ်ဆိုတဲ့ခံယူချက်နဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုနာယူကြတယ်မှတ်သားကြတယ်จิตကြုတ်ကိုအထောက်ကြတယ်ဆိုတဲ့အတိုင်းအတာပိုင်းကတော့ရှိတယ်လို့ပြောမှာဖြစ်တယ်အဲ့တော့ဘုရားဘာသာဆိုတာမြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေဆိုတာဟာနာယူရမယ်မှတ်သားရမယ်ပြီးရင်လိုက်နာကျင့်သုံးရမယ်ဆိုတဲ့ဒီအချက်၃ချက်နဲ့ဖော်ဆောင်ရမှာဖြစ်တယ်ကဲအဲ့ဒါကိုဖော်ဆောင်နိုင်ဖို့ဘုန်းကြီးတို့လူဘဝရလာတဲ့ခါမှာအကောင်းဆုံးမျက်နှာဝဲအကောင်းဆုံးအရာဆိုတာသီလနဲ့ပညာကိုချင်းတရားနဲ့အသိပညာသာလည်းဖြစ်တယ်ဘယ်လောက်ထိအောင်မျက်နှာဝဲကောင်းလို့ဆိုကိုချင်းသီလကိုချင်းသီလပြက်ပြားသွားလို့ရှင်ဆိုပါစို့ဘလောက်ပဲပွဲရထားဘလောက်ပဲယာရုကြည်စဉ်းစားကြည့်ဖို့ပြောပြတာနော်ကိုချင်းသီလဘက်ကပျက်စီးသွားပြီဆိုရင်အရှက်တကွဲအကျိုးမဲ့ဖြစ်သွားနိုင်အရှက်တကွဲဖြစ်သွားနိုင်တယ်နော်အရှက်တကွဲဖြစ်သွားတယ်လူသိက္ခာမရှိဘူးဆိုတာအလုံးရဲ့အမြင်မှာဂုဏ်သိက္ခာကျဆင်းသွားတယ်ဒါကိုချင်းသီလကဘလောက်ဂုဏ်သိက္ခာတင်ပေးထားတယ်ဆိုတာစဉ်းစားကြည့်ကိုချင်းသီလပြက်ပြန်းသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘလောက်ပဲပက်ဆံချမ်းသာဘလောက်ပဲယာရုကြီးကိုချင်းတရားပြက်ပြသွားပြီဆိုရင်လူသိက္ခာကင်းမဲ့သွားတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကတမှုမထားတော့တဲ့ပုဂ္ဂိုလ်ရွှန်ရှာတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ကိုချင်းသီလမရှိတော့ကလည်းထီလူပဲကိုချင်းသီလမရှိတော့လည်းထီလူပဲ
အဲ့တော့သူ့ကိုဘာကြောင့်လေးစားတာတော့ဆိုကိုကျင့်သီလကြောင့်လေးစားတာဆိုထင်ရှားတယ်ပေါ့နော်ကိုကျင့်သီလမရှိလို့အပုတ်ချခံလိုက်ရပြီခုခေတ်ဆိုပို့ဆိုးတာပေါ့နော်ဖော်ထုတ်ခံလိုက်ရပြီဆိုရင်သူ့ရဲ့ကိုယ်သိက္ခာတွေကျဆင်းသွားတယ်ကိုယ်သိက္ခာတွေပြက်ပြားသွားတယ်အဲ့တော့ကိုကျင့်သီလရဲ့တန်ဖိုးဟာဒီဘဝမှာပဲအလုံးကိုအရေးကြီးတယ်လို့ပြောဒါကြောင့်မို့ဆရာမလောင်းနေအလုံးဟာနံပါတ်1ကိုကျင့်သီလနဲ့ပြည့်စုံတို့တွေစ조사အထောက်အမှာဖြစ်တယ်ဒါဖြင့်ကိုကျင့်သီလရှိအောင်မလုပ်ရကိုကျင့်သီလရှိအောင်လုပ်ရမယ်အချက်2ချက်ရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်ပညာနဲ့ထိရမှာဖြစ်တယ်ကိုကျင့်သီလကောင်းမှုအတွက်စဉ်းစားရမှာ2ခုကိုကျင့်သီလပြက်ပြားခြင်းရဲ့အပြစ်ကိုကျင့်သီလရှိခြင်းရဲ့အကျိုးအဲ့ဒီ2ခုဆင်ញင်ဖို့လိုတယ်ပေါ့ဆင်ញင်တယ်ဆိုတာကိုယ့်ရင်ထဲမှာကိုကျင့်သီလပြက်ပြားသွားရင်ဘဝဟာဘယ်လောက်ထိအောင်နှုံချသွားနိုင်တယ်သူ့ရဲ့အပြစ်ကိုကျင့်သီလပြက်သွားလို့ရှိရင်ဘယ်လောက်ပဲလောကမှာရှက်ရှာကောင်းသွားနိုင်တယ်ဆိုတာကိုနံပါတ်1တွေးတော်ရမယ်ဆင်ញင်ရမယ်ကိုကျင့်သီလပြက်ခြင်းနောက်ဘဝငရဲကြတာတွေမကြတာတွေအသာထားကိုမသိဘူးဒီဘဝမှာရင်ကြည့်လက်ရှိဘဝမှာလည်းပဲကိုကျင့်သီလပြက်ပြားသွားပြီဆိုရင်ငါဟာလူအတိုင်းဝိုင်းထဲမှာအထူးသဖြင့်လူအတိုင်းဝိုင်းဆိုတဲ့ထဲမှာဂုဏ်သိက္ခာရှိတယ်လူအတိုင်းဝိုင်းထဲမှာကိုဟာမဝင်ဆန်းတော့ကိုကျင့်သီလပြက်ပြားသွားလို့ကိုရှိသေးရှိဘဝနဲ့ခေါင်းမော့ခါကော့ပြီးမွဲနိုင်ဘူးကိုကျင့်သီလမကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာအောက်တန်းနောက်တန်းရောက်သွားနိုင်တယ်ဒါကြောင့်မို့ကိုကျင့်သီလမရှိခြင်းရဲ့အပြည့်ဟာဒီဘဝတည်းမဲ့တို့တွေလူရမဝိနဲ့ဘဝမျိုးရောက်စေနိုင်တယ်နောက်အကျိုးကိုစဉ်းကျင်စဉ်းစားကြည့်လိုက်ကိုကျင့်သီလရှိလို့ရှိရင်ဘယ်ပရိသတ်ထဲသွားဘယ်အတိုင်းဝိုင်းနဲ့ဝင်ကိုဟာမဟုတ်တာမလုပ်တဲ့လူတယောက်ဆိုခုံရှိတယ်နော်သိက္ခာသမာဓိရှိတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကလက်ခံတယ်နော်ဝင်ဆန်းတယ်ကိုယ့်ရဲ့တရင်နေဟာလည်းကောင်းတရင်ပဲရှိတယ်အဆိုးမရှိဘူးဒါကိုကျင့်သီလကောင်းခြင်းရဲ့အကျိုးတရားလေးတွေအဲ့ဒီအပြစ်နဲ့အကျိုးကိုတွေးတောဆင်ခြင်ခြင်းအားဖြင့်လည်းပဲကိုကျင့်သီလထိမ့်သိမ့်မှုအတွက်အင်အားရရလာနိုင်ပါတယ်တဲ့ဒါကတစ်ခုနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကိုကျင့်သီလကောင်းမှုရအတွက်ရှင်တဲ့နှလုံးထဲမှာရှိတဲ့စိတ်နေသဘောထား2ခုရှိတယ်တစ်ခုကဘာတော့ဆိုရင်ဟိရိတစ်ခုကဩတ္တပရှိရီဟိရိဆိုတာကိုယ်တိုင်ကမဟုတ်တာမလုပ်ချင်တဲ့စိတ်ဓာတ်ကိုယ်တိုင်ကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေမဟုတ်တဲ့လုပ်ရက်ကိုမလုပ်တဲ့အလုပ်တွေဆိုလို့ရှိရင်ယွန်ရှာတဲ့စိတ်ဓာတ်ရှိရစိတ်ထဲမှာမိပြီးတော့ဖြစ်တာဟိရိမြန်မာလူပြန်တဲ့အခါရှက်တယ်လို့ပြန်တယ်မဟုတ်တာလုပ်ရမှာရှက်တယ်ယွန်တယ်မဟုတ်တာမလုပ်ဘူးဆိုတဲ့အတိတ်အင်္ဂလိပ်လိုရှိန်လို့ပြန်တယ်ပေါ့နော်အဲ့ဒါကရှက်တယ်ဆိုတာ2ခုရှိတယ်လူကြားတဲ့ထစကားမပြောရင်လည်းရှက်တတ်တယ်လို့ပြောကြပြန်ဒီနေရာမှာရှက်တယ်ဆိုတာဟာမဟုတ်တာလောက်အောင်မှရှက်တာကိုပြောတာအဲ့ဒီမဟုတ်တဲ့အလုပ်ကိုဘယ်တော့မှမလုပ်ဘူးအဲ့ဒီဟိရိရဲ့ဥတ္တပဆိုတာပဝိဉ္ဇဉ်ကိုလေးစားတယ်ရှုသေးတယ်ဥပမာကျောင်းသားတွေဆိုရင်ဆရာတွေကိုလေးစားတယ်ယူသေးတယ်ဆရာရှိမှဆိုရင်အပြောဆိုကစပြီးပို့ပြီးတော့ဆင်ញင်ကြတယ်အဲ့ဒါလိုပဲဥတ္တပရဲ့သဘောကကိုယ်ပဝိဉ္ဇဉ်ကိုလေးစားတယ်ကိုမဟုတ်တာလုပ်ရင်ပဝိဉ္ဇဉ်မှာကိုယ်သိက္ခာကဲမဲ့လိမ့်မယ်ဆိုတာကိုသိပြီးတော့လေးစားတာ
ပါဠိလိုတော့ဩတ္တပဆိုတာဒီဩတ္တပဆိုတဲ့စကားလုံးကိုအင်္ဂလိပ်ကတော့ fear လို့ပဲပြန်တယ်ပေါ့ moral fear moral shapeness နဲ့ moral fearness ဒီနှစ်ခုပြန်တာအဲ့တော့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးတော့ရှက်တတ်သူကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးတော့ကြောက်တတ်သူအဲ့ဒီနှစ်ခုရှိလို့ရှိရင်ကိုယ်ကျင့်သီလပြည့်စုံတယ်လို့ဆိုလို့တယ်အဲ့တော့ကိုယ်ကျင့်သီလကိုတိဆောက်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုကိုအဓိကထားပြီးတော့တိဆောက်ဖို့ကြိုးစားသူတိုင်းဟာအတွေးခေါ်နှစ်ခုထားကိုယ်ကျင့်သီလမရှိခြင်းရဲ့အပြစ်ကိုယ်ကျင့်သီလရှိခြင်းရဲ့အကျိုးကျေးဇူးဒီနှစ်ခုကိုစဉ်းကျင်စဉ်းစားပြီးတော့ကိုယ်တဏ္ဍမှာဟိရိနဲ့ဩတ္တပဖြစ်အောင်ကြိုးစားရမယ်လို့ဒါအကြောင်းနဲ့အကျိုးပါဠိစာပေမှာဘယ်လိုဆိုထားတော့ဆိုဟိရိယဩတ္တပေနသီလံဥပ္ပစ္စတိစေဝအဋ္ဌတိစာကိုကျင့်သီလနဲ့ပတ်သက်ပြီးဒုစရိုက်အမှုတွေကိုရှက်ခြင်းဒုစရိုက်အမှုတွေကြောင့်လမ်းကြောက်ခြင်းဆိုတဲ့ဒီသဘာဝစိတ်ဒီသဘောထားနှစ်ရပ်တည်ကိုကျင့်သီလကိုဖြစ်စေတတ်တယ်ကိုကျင့်သီလကိုတည်မြဲစေတတ်တယ်လို့ဆိုဒီအကြောင်းနှစ်ခုကိုယ်တဏ္ဍမှာရှေ့အောင်လုပ်ပြီးတော့ထူထောင်ပေးခြင်းအပြင်ကိုယ့်ရဲ့ကိုကျင့်သီလကိုဖြစ်ပွားစေရမယ်ထိမ့်သိမ်းဆောင်ရှောက်ရမယ်ဒါကhuman dignity လို့ခေါ်တဲ့အခါပိုင်းပေါ့နော်ဒါကအသိပညာရဖို့ရအတွက်လည်းပဲအကြောင်းရှိတယ်အသိပညာရဖို့ရအတွက်ဘာလို့တော့ဆိုအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုလိုရတယ်အကျဉ်းချုံးလိုက်ရင်နှစ်ခုဆရာသမားတွေတတိလိမ္မာတဲ့ပုဂ္ဂိုလ်တွေထံကနေပြီးတော့သင်ယူခြင်းကအပြင်အကြောင်းမိမိကိုယ်တိုင်ကလက်ခံသုံးသက်ဆင်ញင်စဉ်းစားခြင်းဆိုတဲ့ယောနိသောမနတိကာရအတွင်းအကြောင်းနော်သင်ယူခြင်းနဲ့ပြောမယ်ဆိုရင်သင်ယူခြင်းနဲ့စိတ်ဝင်စားခြင်းပေါ့သင်ယူခြင်းနဲ့စိတ်ဝင်စားလေးလာသုံးသပ်ခြင်းအဲ့ဒီနှစ်ခုသည်အသိပညာတိုးတက်ခြင်းရဲ့အကြောင်းပဲလို့အသိပညာရခြင်းအဲ့ဒီနှစ်ခုဟာအရေးကြီးတယ်ပေါ့မြတ်စွာဘုရားကပညာကိုဘယ်လိုရအောင်လုပ်ရမလဲဆိုရင်နဲ့ပြောမယ်ဆိုလို့ရှိရင်သုတ္တုတာလက်ပတိပညာနဲ့သုတ္တုတာဆိုတာသင်လို့တဲ့ဆန္ဒနာယူမှတ်သားလို့တဲ့ဆန္ဒသည်လက်ပတိပညာအသိပညာကိုရနိုင်တယ်လို့သူတို့ဆိုတယ်ကိုယ်တိုင်ကသိကျင်တတ်ခြင်းစိတ်ရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒီဆန္ဒတစ်ခုတည်းသောအကြောင်းတစ်ခုပဲဘာဖြစ်ဖြစ်အရာမှာသိကျင်တဲ့တတ်ခြင်းနဲ့ဆိုသိကျင်တတ်ခြင်းနဲ့ဆန္ဒကိုအကြောင်းပြုပြီးတော့သိအောင်လုပ်လာတယ်တော့ပြောမယ်ဆိုလို့ရှိရင်လောကမှာအောင်မြင်ဖို့ရအကြောင်းက၄ခုရှိတယ်အပြင်မှာရှားတာမဟုတ်ဘူးကိုယ့်ရင်ထဲမှာရှိရ၄ခုကပါတော့ဆိုရင်သန္တာဝိရိယဝိမန္တစိတ်တဝိမန္တလို့အဋ္ဌိပတ်၄ပါးလို့ခေါ်တယ်အဋ္ဌိပါဒဆိုတာအောင်မြင်ခြင်းရဲ့အကြောင်းတရား means of accomplishment accomplishment အောင်မြင်ခြင်းရဲ့အကြောင်းတရား၄မျိုး means of accomplishment အဲ့ဒီအကြောင်းတရား၄မျိုးမှာနံပါတ်1ပညာရဖို့အတွက်သိကျင်တဲ့ဆန္ဒတတ်ချင်တဲ့ဆန္ဒနံပါတ်1နံပါတ်2ကဆန္ဒရှိတဲ့အတိုင်းကြိုးပမ်းအထောက်မှုလုံလဝိရိယအခက်အခဲတွေပေါ်မှာကျော်လွှားနိုင်တဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်နံပါတ်3ဆင်ញင်သုံးသပ်တတ်တဲ့အသိပညာဝိမန္တနံပါတ်4
အဲ့ဒီလေးခုဟာအရာရာမှာအောင်မြင်နိုင်တဲ့အကြောင်းတရား၄မျိုးပဲဖြစ်တယ်ဒါလည်းပဲ internal condition တွေပဲကိုယ့်ရင်ထဲမှာရှိရမယ့်အရာတွေပဲအဲ့ဒါတွေနဲ့ဖြည့်ရှင်းသွားရမယ်လို့ဆိုတော့အဲ့ဒါကိုမြတ်စွာဘုရားဟောလိုက်တာသုတ်တုတလက်ပတိပညာအသိပညာရဖို့အတွက်ကသိချင်တတ်ချင်တဲ့ဆန္ဒဟာအဓိကကြတယ်သိချင်တတ်ချင်တဲ့ဆန္ဒပေါ်မှာအကြောင်းပြုပြီးတော့သိမှုတတ်မှုဖြစ်ပေါ်လာတယ်လို့ဒီလိုမြတ်စွာဘုရားဆုံးမခဲ့တာဆိုခွန်ကြီးတို့တွေကိုယ့်ဘဝပညာရဖို့အတွက်သိကျင်တဲ့ဆန္ဒတစ်ခုဟာနံပါတ်1အရေးကြီးဆုံးပဲဒါဖြင့်ဆန္ဒရှိနေုံနဲ့ပြီးလာဆိုမပြီးဘူးကြိုးစားရမယ်ကြိုးစားတဲ့အခါမှာလည်းအခက်ခဲဆိုတာမကြုံမှုမဟုတ်ဘူးကြုံလာမယ်ကြုံလာတဲ့အခါစိတ်ဓာတ်ကြံခိုင်မှုလိုအပ်တယ်နောက်တစ်ခုကအခက်ခဲကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ဒီလမ်းကိုသိတယ်အသိပညာဆိုတာလည်းအရေးကြီးတယ်တို့အလုံးပေါင်းလိုက်တဲ့အခါဒီ၄ခုပဲဒါကြောင့်မို့ဒီ၄ခုဟာအင်မတန်မှအရေးကြီးတာမဟုတ်ကိုယ့်ရဲ့နှလုံးထဲမှာအားပြော့နေသေးတယ်ဆိုရင်ကိုယ့်ကိုပြင်ပြီးတော့အားကောင်းအောင်လုပ်ပြီးတော့ရတယ်အသိပညာဆန္ဒကိုမြန်မာလူမျိုးတွေရဲ့စကားပုံထဲမှာလည်းရှိတယ်ဆန္ဒကြီးလင်ကြံသမျှပြီးတယ်ဆိုတာနော်အဲ့ဒီစကားလုံးကပါဠိစာပေကရတဲ့စကားလုံးပဲသန္တဝတ္တောကိဏမကမ္မနသိစတိပါဠိဆောင်ဘုကသန္တဝတ္တောကိဏမကမ္မနသိစတိဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆန္ဒပြင်းပြတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်တဲ့အလုပ်ဆိုတာမရှိဘူးလို့သူတို့ဆိုလို့တယ်နော်မအောင်မြင်တဲ့အလုပ်ဆိုတာမရှိပါဘူးအလုပ်အလုံးဟာအောင်မြင်ပါတယ်ဆန္ဒရှိရင်အလုံးဖြစ်ပါတယ်လို့သူတို့ပြောတဲ့တော့သန္တဝတ္တောကိဏမကမ္မနသိစတိအဲ့ဒါနဲ့အလျော်အင်္ဂလိပ်လိုဆောင်းပုံမှတ်ချင်Sanda makes the impossible possible လို့မှတ်ရမှာ Sanda makes the impossible possible Sanda ဆိုတဲ့ရှင်တွေကစွမ်းအားရှိတဲ့အရာတစ်ခုဟာတဲ့မဖြစ်နိုင်ဘူးဆိုတာတွေကိုဖြစ်အောင်လုပ်နိုင်စွမ်းရှိတယ်ခေါင်းကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကခေါင်းနဲ့ပတ်သက်ပြီးပြောတဲ့စကားရှိတယ် God makes the impossible possible သူတို့ဘုရားသခင်ဒီမဖြစ်နိုင်တာတွေအလုံးကိုဖြစ်အောင်လုပ်နိုင်တယ်ပေါ့သူတို့နော်ဘုရားဘာသာရေးကြတော့ဘာပြောမလို့ Sanda makes the impossible possible အဲ့လိုထို့တူပဲဝီရိယကလည်းဝီရိယဝတ္တောကိဏမကမ္မနသိစတိဝီရိယရှိတဲ့ပုဂ္ဂိုလ်ဟာမဖြစ်နိုင်တဲ့အလုပ်ဆိုတာမရှိဘူးစိတ်တဝတ္တောကိဏမကမ္မနသိစတိကြံခိုင်တဲ့တိမတ်တည်ငြိမ်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမဖြစ်နိုင်တဲ့အလုပ်ဆိုတာမရှိဘူးဝိမန္တဝတ္တောကိဏမကမ္မနသိစတိအသိပညာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းမအောင်မြင်တဲ့အရာဆိုတာမရှိဘူးလို့အဲ့ဒီကိုယ့်ရဲ့အရည်ချင်းတွေကိုယုံကြည်ပြီးတော့ဒီရည်ချင်းတွေကိုတိုးမြင့်ပြီးတော့ကြိုးစားဘာအတွက်တော့ဆိုအသိပညာရဖို့အတွက်အဲ့တော့ကိုချင်းတရားနဲ့အသိပညာဒီနှစ်ခုဟာလောကမှာတန်ဖိုးရှိဆုံးပဲဒီနှစ်ခုအောင်ရှော့ချလို့မရဘူးအသိပညာတစ်ခုတည်းပြောလို့လည်းမရဘူးကိုချင်းသီလတစ်ခုတည်းလည်းပြောလို့မရဘူးနှစ်ခုလုံးစုံမှနော်ကိုချင်းသီလတော့ရှိတယ်ပညာမရှိဘူးစွမ်းဆောင်မှုအားနည်းမယ်ပညာတော့ရှိတယ်ကိုချင်းသီလမရှိဘူးလူတော့လူကောင်းမဖြစ်ဘူးနော်လူတော့လူကောင်းမဖြစ်ဘူးကိုချင်းသီလလည်းမရှိဘူးပညာလည်းမရှိဘူးတမိုးမရှိတဲ့လူတယောက်ဖြစ်သွားမယ်ကိုချင်းသီလလည်းရှိတယ်ပညာလည်းရှိတယ်တမိုးအကြီးမားဆုံးလူဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမအရာတို့တွေဟာ
ကိုကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်အသိပညာရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်လို့ဒီလိုမှတ်သားနိုင်ယူထားတဲ့နေပေါ့နော်သီလမိဝဣဒအခံပညာဝပါဏဥတ္တမောဒီလောကမှာနံပါတ်1ကိုကျင့်သီလရှိရင်ကောင်းတယ်အဲ့ဒီကိုကျင့်သီလရှိပြီးတော့ပညာရှိမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်အကောင်းနှစ်ခုစုံသွားတယ်ဒါကြောင့်မို့သီလပညာနာတော်ဆရာကိုကျင့်သီလနဲ့ပညာချောင်းအရာခတ်သိမ်းမှာအောင်မြင်သွားနိုင်တယ်လို့ဒီလိုတတိပြုရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းနှစ်ခုဟာတစ်ခုဖယ်လိုက်လို့ရှိရင်လူအရေးချင်းဟာဆက်မမိတော့သီလကိုဖယ်လို့လည်းမရပညာကိုဖယ်လို့လည်းမရဘူးသီလလည်းရှိရမယ်ပညာလည်းရှိရမယ်အဲ့တော့ပညာဆိုတာကြတော့လောကမှာပညာဆိုတာတွေကအများကြီးရှိတယ်ပေါ့အခုခေတ်မှာပို့ပြီးတော့များပြားတယ်ပေါ့ပညာရက်တွေကပို့ပြီးတော့များပြားလာတယ်ဒါဖြင့်တက္ကသိုလ်တွေမှာသင်နေတာပညာရက်တွေလားလို့ပညာတွေကိုသင်နေတာလားဆိုစဉ်းစားကြည့်ဖို့လိုတယ်ပညာရဲ့နေပေတွေကအလွန်ကျယ်တယ်နေပေတွေကျယ်သည့်အတွက်ကြောင့်သိစရာတွေကလည်းလွတ်များတယ်သို့တော့သိတတ်တဲ့ပညာဟာသိစရာတွေနောက်အကုန်လုံးမလိုက်နိုင်ကြဘူးပေါ့နော်ဘယ်သူမှလမ်းဆုံးအောင်မသိနိုင်ဘူးပေါ့အဲ့တော့ကိုယ်နဲ့ပဲနဲ့ကိုပညာရေးရဲ့နဲ့ပဲပညာရဲ့နဲ့ပဲကိုပညာဘူမိလို့ခေါ်တယ် field of knowledge ပေါ့အဲ့တော့ဒီနေရာမှာလည်းပဲ subject matter နဲ့ wisdom ကို꿰ဖို့လိုတယ်ပေါ့ knowledge နဲ့ wisdom 꿰ဖို့လိုတယ်ပေါ့ knowledge ဆိုတာသင်ထားလို့သိတဲ့အကြောင်းအရာတွေ knowledge လို့ခေါ်ပြီးတော့အဲ့ဒီပုံမှာလက်တွေ့လှုပ်ဆောင်ရလာလို့ experience ကြောင့်ဖြစ်ပေါ်လာတဲ့ဟာကြတော့ wisdom ပညာအဲ့ဒီတမန်ရနော်အဲ့တော့ experience ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဟာမှာ wisdom ပညာရှိလို့ပြောရမှာအဲ့ဒီအဆင့်ထိအောင်မရောက်ဘဲနဲ့ subject matter လောက်တင်သင်ပြီးသွားလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာ knowledge တော့ရှိတယ် wisdom မရှိဘူးလို့ပြောလို့ရတယ်အကြောင်းအရာတော့သိတယ်အကြောင်းအရာတော့သိတယ်အသုံးမချနိုင်နော်သုံးမချနိုင်ဘူးဥပမာဆရာဝန်တယောက်ဆေးပညာရပ်ကိုသင်တယ်လမ်းဆောင်အောင်သင်ပြီးတော့ဆေးပညာတို့ဆေးကုစားခြင်းမရှိဘူးဆိုရင်အဲ့ဒီဆရာဝန် knowledge တော့ရှိတယ် wisdom မရှိလို့ရှိရင်သူ့ရဲ့ဆေးပညာအစမ်းထွက်မှာမဟုတ်ဘူးပေါ့နော်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အခုတက္ကသိုလ်တွေကောလိပ်တွေသင်နေတဲ့အရာတွေဒီအလုံးဟာ subject matter တွေကြီးပဲသို့တော့ပညာဆိုတဲ့ခေါင်းစည်းအောက်မှာရှိတယ်အလုံးဟာဒီကနေ့ခေတ်စကားလုံးလေးတွေထွင်ထားတာတော့လှပါရူပဗေဒတဲ့ဓာတုဗေဒတဲ့ education ကြတော့ပညာဗေဒလို့မသုံးဘူးလားမသိဘူးနော်ရူပဗေဒဓာတုဗေဒအာယုဗေဒဝေဒဆိုတဲ့စကားလုံးကလာဝေဒဆိုတာအသိပညာပါဠိစာပေမှာဝေဒဆိုတာအသိပညာကိုပြောတာတော့အိန္ဒိယနိုင်ငံလို့နဲ့ပြောတဲ့ခါကျတော့ဗေဒဖြစ်သွားတယ်ဝေဒကဗေဒလို့ဖြစ်သွားတယ်ဝဘနိစ္စတယ်ဝေဒဗေဒဘာကုန်းနဲ့ဗေဒကကွက်ပြားခြင်းစိတ်ဖြာခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဘာတချိုက်နဲ့ဗေဒကအသိပညာလို့အဓိပ္ပာယ်ရတယ်အဲ့တော့ရူပဗေဒကိုဘာကုန်းနဲ့သွားရွေးလို့ရှင်ရုပ်တွေကိုခွဲခြားစိတ်ဖြာခြင်းဆိုဖြစ်သွားဓာတုဗေဒကိုဘာကုန်းနဲ့သွားရင်ဓာတ်တွေကိုခွဲခြားစိတ်ဖြာခြင်းဆိုဖြစ်သွားဘာတချိုက်နဲ့ရေးမှဗေဒဆိုတာအသိပညာရဲ့ဆိုတာကိုဖော်ပြတာဖြစ်တယ်ပေါ့နော်အဲ့ဒါလို့ခွဲခြားစိတ်ဖြာခြင်းနဲ့သိခြင်းဆိုတဲ့အသိပညာရဲ့တရားပညာရဲ့တည်းရဲ့နေပယ်ဟာဒီကနေ့ခေတ်အလွန်ကိုများတယ်
မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ပညာရဲ့နယ်ပယ်တွေအလွန်များလို့မြတ်စွာဘုရားကျတော့ဒီနယ်ပယ်တွေအားလုံးကိုသိကျင်တယ်ဆိုလို့ရှိရင်တခဏအတွင်းမှာအားလုံးသိနိုင်တယ်။ဘာကြောင့်သိနိုင်လို့ဆိုရင်ထက်မြက်တဲ့အသိပညာတစ်ခုပေါ့။အရေးချင်းကြောင့်သိတာ။ရှာဝတ္တကံညေယံတာဝတ္တကံညာဏံခွဲခြားရမှာပါလို့ဆိုရင်ညေယနဲ့ညာဏနှစ်ခုရှိတယ်။ညေယဆိုတာသိစရာညာဏဆိုတာသိတယ်ညာညေယနဲ့ညာဏရှာဝတ္တကံညေယံတာဝတ္တကံညာဏသိစရာတွေရှိသလောက်အသိဉာဏ်လိုက်တယ်ဘုန်းကြီးတို့တွေကြတော့အသိဉာဏ်ရှိသလောက်သိစရာတွေရှိသလောက်အသိဉာဏ်ကမလိုက်နိုင်ဘူးနေပဲအလုံးကိုမသိနိုင်ကိုလေးလာတဲ့ပညာရလောက်ပဲကိုသိတာဖြစ်တယ်မသိတာတွေကများတယ်မြတ်စွာဘုရားနဲ့ပတ်သက်တဲ့အခါကျတော့ရှာဝတ္တကံညေယံတာဝတ္တကံညာဏအပြန်အလှန်ရှာဝတ္တကံညာဏတာဝတ္တကံညေယံဉာဏ်ရှိသလောက်လဲသိစရာတွေကကျဲတယ်သိစရာတွေရှိသလောက်လဲဉာဏ်ကရှိတယ်ဆိုအဲ့ဒီနဲ့ကိုအသိဉာဏ်နဲ့ဉာဏ်သည်ဆိုင်ပိုင်ဆိုင်အလုံးတူညီတဲ့အနေအထားပေါ်မှာသွားနေကြတယ်အဲ့တော့လောကမှာသိစရာဆိုတဲ့ညေရတွေကအလွန်များပြီးတော့သိနိုင်တဲ့ဉာဏ်ကအားနည်းနေကြတယ်ဒါကြောင့်မို့လို့ဖြည့်ဆွက်ပြီးတော့သင်ကြားပေးနေရတယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့တော့အတူချုပ်ကပြောရမယ်ဆိုရင်လူတွေရဲ့မျက်နှာပဲကောင်းဆုံးသောအရာမျက်နှာစရာကောင်းတဲ့အရာနှစ်ခုဟာကိုကျင့်သီလနဲ့အသိပညာပဲဖြစ်တယ်ကိုကျင့်သီလရှိအောင်ကိုကျင့်သီလမရှိခြင်းရဲ့အပြစ်ကိုဆင်ခြင်ခြင်းကိုကျင့်သီလရှိခြင်းရဲ့အကျိုးကျေးဇူးကိုဆင်ခြင်သုံးသပ်ခြင်းအပြင်အသိဉာဏ်ရှိတဲ့ပညာအသိကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရယူနိုင်တယ်ကိုကျင့်တရားကောင်းမှုထိမ့်သိမ့်မှုအတွက်ကဟိရိဥတ္တပလို့ဆိုတဲ့ morality နဲ့ပတ်သက်တဲ့ရှက်ချင်းကြောက်ချင်းနဲ့ရှိဖို့လိုအပ်တယ်ဆိုတာအသိပညာရှိဖို့ရအတွက်သိချင်တဲ့စိတ်နေသဘောထားတွေသိချင်တဲ့ဆန္ဒတွေသိအောင်ကြိုးစားတဲ့လုံလဝိရိယတွေခက်ခဲတဲ့အခါကြမ်းခိုင်တဲ့စိတ်ဓာတ်တွေနဲ့ဆင်ញင်သုံးသပ်နိုင်တဲ့ပညာစွမ်းအားတွေရှိအောင်လုပ်ရမှာဖြစ်တယ်ဆိုတာကိုနာယူမှတ်သားပြီးတော့လူသားတွေရဲ့အရေးချင်းနှစ်ရက်ပြည့်စုံအောင်တတိဆောင်ပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း